မနေ့တိုင်းအန်ဒီဖျားရှိခိုးလို့ရှင်မြာတန်းပေးဝေလို့ရှင်သူကအန်ဒီနာမှာမြဲရှိတယ်ကောင်းခဲ့တဲ့ချိန်တုန်းကလေအန်ဒီမနေ့ပိုင်းဆိုရင်အန်ဒီရဲ့ဖျားရှိခိုးမြာတန်းဝေလို့ရှင်သူမြဲတာသူခေါ်ပါတယ်သူတဲ့မြဝေတယ်ဆိုရင်တော့သူလည်းသိမှာပါမေးသူ့မေမနေ့တိုင်းဒီချိန်ဖျားရှိခိုးတယ်မြာတန်းဝေတယ်ဆိုရင်တော့သူမျိုးတွေအားလုံးမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးချမ်းသာဒုက္ခဖြစ်ပြန်တဲ့ပြည်စုံနေမှာကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာရှင်နေ့ကျွန်တော်ကြည့်ရှုသွားမယ့်ဗီဒီယိုလေးကတော့ဒါညီလေးတရုတ်ဆောင်ညီလေးထူရဲ့ဒါရက်လေပေါ့နော်16ရက်နေ့ဒါရက်လေနောက်ဆုံးလေးပေါ့နော်နောက်ဆုံးလေးမှာတော့ဒါတရုတ်ဆောင်ထူရဲ့အမိခင်ဖြစ်သူကတော့ဒါသူသားလေးရောက်ဖို့ပေါ်နေတော့အမြတ်ကူသူသားတို့ခေါ်နေဖို့နောက်ဆုံးဟိုအချိန်လေးမှာပေါ့နော်အမြတ်ကူသူသားတို့ခေါ်နေဖို့ဒါဖျက်ရှိကူတိုင်းရဲ့သူသားလေးဒါသားတို့ခေါ်နေတော့ဒါအမြဲတမ်းပြီးပေါ့နော်နောက်တစ်ခုကဒါထူကဒါ DND ဒါဖျက်တရားလောက်တဲ့ချိန်ဆိုရင်ဒါအမြဲတမ်းပြီးဝဲတဲ့ချိန်ဆိုရင်ဒါသူရှိရင်တော့အမြဲတမ်းရှိတယ်ပေါ့နော်အခုလည်းဒါ DND ဒါအမြဲတမ်းပြီးဝဲတဲ့ချိန်ဆိုရင်သူသားလေးပြီးနောက်မှာရှိနေမယ်လို့ပြောကြည့်တယ်ပေါ့နော်ဒါကြောင့်သားတို့ခေါ်နေပါသေးဆိုပြီးတော့ဒါတကယ်မှရှင်တရားဒါစိတ်မခေါ်ခြင်းများစွာနဲ့ဒါပြောလာတဲ့ပြည်သူလေးပေါ့နော်တကယ်မှတနာဖို့ပုံပါသူသားတကယ်မှအကူရတဲ့သားလေးကတော့ဝဲဆုံးလက်တစ်ဖက်ပြုတ်သွားတယ်လို့ခံစားလိုက်ရတော့နော်တကယ်မှစိတ်မခေါ်ကဲကြောင်းလို့ကြည့်လိုက်နော်အန်ဒီရဲ့ရှင်းဖွင့်တာတယ်သူကဒီနားမှာရှိတယ်ဆိုရင်အန်ဒီအမြပေးဝေတာတွေကိုသာဓုခေါ်နိုင်ပါစေလို့သာဓုခေါ်မယ်လို့လည်းထင်တယ်ဘာဖြစ်လို့ဆိုအန်ဒီကမနေ့တိုင်းအန်ဒီဖျားရှိခိုးလို့ရှင်မြာတန်းပေးဝေလို့ရှင်သူကအန်ဒီနာမှာမြဲရှိတယ်ကောင်းခဲ့တဲ့ချိန်တုန်းကလေအန်ဒီမနေ့ပိုင်းဆိုရင်အန်ဒီရဲ့ဖျားရှိခိုးမြာတန်းဝေလို့ရှင်သူမြဲသာဓုခေါ်ပါတယ်သူတဲ့မြဝေတယ်ဆိုရင်တော့သူလည်းသိမှာပါမေးသူ့မေမနေ့တိုင်းဒီချိန်ဖျားရှိခိုးတယ်မြတန်းဝေတယ်ဆိုရင်တော့သူသာဓုခေါ်ခြင်းတယ်ဆိုရင်တော့အမေလုံနေကြအချိန်ကိုတော့သူလာမှာပါလို့လာမယ်လို့ထင်တာပဲလာပြီးတော့သာဓုခေါ်မယ်လို့ထင်ပါတယ်လာမှာပါနော်ညီလေးကဒါအများကြီးပြောကြတယ်ပေါ့နော်တကယ်မှစိတ်ရင်းစေတနာအကောင်းတဲ့ညီလေးပေါ့မိဘပေါ်တဲ့တကယ်မှလုပ်ကြည့်ပြုစုတဲ့ညီလေးပေါ့နော်လိုပဲဖြစ်ဖြစ်ဒါအန်ဒီသာဓုခေါ်တဲ့ချိန်ကတော့ညီလေးတကယ်မှရမှာပါနော်ရပါစီလို့လည်းဆုတောင်းပေးရပေါ့နော်ကျေးဇူးတော်အားလုံးဆရာသူများတရားယူတော်မူရပါကုန်သောသာနောက်ဆုံးမျက်နှာလေးတော့ဘိုးကတွေ့ရပါတယ်ဘာလို့အမေဆိုတော့သူတို့ကနည်းနည်းဦးစားပေးပြီးပြတဲ့အတွက်မြင်လိုက်ရပါတယ်ချစ်ကြတဲ့သူတွေအားလုံးပြည့်သက်တွေအားလုံးပေါ့အကုန်လုံးပေါ့ခုနှစ်ရက်သားသမီးအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်ဒီရက်ထဲမှာဘာမှမကြည့်ပြဘူးဘာလို့ခဏရတဲ့ပါသာဓုခေါ်နိုင်ပါပြီပေါ့ဒါလေးလည်းကောင်းရမို့ရအောင်ညနေပြန်ကိုရောက်ပါပြီပေါ့အားလုံးဆရာသူများတရားယူတော်မူရပါကုန်သောသာနန်းနေလည်းမရဘူးဒါပေမဲ့မနေ့ကညကျဲကျွေသွားတာတော့မှတ်မှတ်ရလေးမြင်လိုက်တယ်ပိဋကတ်တွေကိုဖန်တွေကိုလည်းအကုန်လုံးကိုလည်းအန်ဒီကကျေးဇူးအများကြီးတင်ပါတယ်လို့အလူငွေတွေမနေ့ကအင်တာမိုးမြင့်လူပေးတဲ့လူငွေတွေအတွက်လည်းအားလုံးတော့သူအကုန်လုံးပေါ့သူပိဋကတ်တွေကလည်းသူ့ကိုတော်တော်လေးမှချစ်တယ်ဗျာသိလားတကယ်လားသူတက်ကြီးချိန်ချမှာသူမြင်ခွင့်ရမယ်လို့သူဘယ်လောက်ဝမ်းသာနေမှမသိသေးလားဘာဖြစ်လို့လဲဆိုတော့ဟိုအခုချိန်မှာဆိုရင်ဒါသူ့အတွက်ကျွန်တော်တို့ဝမ်းနဲ့ပူဆွေးတဲ့လူတွေနောက်ပြီးတော့ထူးအတွက်ဆိုပြီးတော့ဒါထူးနာရေးအတွက်ဆိုပြီးတော့ကျွန်တော်တို့ငွေထည့်တဲ့လူတွေဆိုလဲဒါအမျိုးအနေနဲ့ဒါတိုင်းသားဘာမှာရောက်နေတဲ့သူတွေဒါတပုံမျိုးပေါ့နော်ဒါလှူပေးကြတယ်ပေါ့နော်တကယ်မှလည်းအန်ဒီအတွက်လည်းဝမ်းသာပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့သူဖြစ်ချင်နေတဲ့ဒါသူ့မိကိုကျွန်တော်တို့ဒါအိမ်လေးနဲ့ခြံလေးနဲ့ရခဲ့ရင်တော့တကယ်မှသူနောက်ဆက်တင်းတဲ့အရာလေးတစ်ခုကတော့သူဖြောက်နဲ့သူသွားနိုင်မယ်လို့ကျွန်တော်ပို့ထင်တယ်ပေါ့နော်ဘာဖြစ်လို့သူ့မိကိုဒါမဆုံးခင်မှာဒါပြောသွားတယ်ပေါ့နော်ကျွန်တော်တို့အိမ်နဲ့ခြံနဲ့ဒါထားပေးချင်တယ်ပေါ့နော်အဲ့ဆန္ဒလေးကိုသူမပြေသွားတာသူမှတော်တော်လေးတော့ကျွန်တော်တို့သူရောဒါထူးရက်ပြီးရောဘယ်လောက်တော့ရှင်းနေမှာခံစားနေရပါလေပေါ့နော်တကယ်မှကျွန်တော်တို့စိတ်မကောင်းဖြစ်ဖို့ကောင်းပါဗျာဒါအောင်သူ့ကိုအကုန်လုံးချစ်ကြတဲ့သူတွေအားလုံးပြည့်သက်တွေအားလုံးပေါ့အကုန်လုံးပေါ့ခုနှစ်ရက်သားသမီးအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်
နောက်ဆုံးမျက်နှာလေးတော့ဘိုးကတွေ့ရပါတယ်ဘာလို့အမေဆိုတော့သူကနည်းနည်းဦးစားပေးပြီးပြတဲ့အတွက်မြင်လိုက်ရပါတယ်သူကဒီနားမှာရှိတယ်ဆိုရင်အန်ဒီသာဓုခေါ်တာတွေကိုအန်ဒီအမြပေးဝေတာတွေကိုသာဓုခေါ်နိုင်ပါစေလို့သာဓုခေါ်မယ်လို့လည်းထင်တယ်ဘာလို့ဆိုအန်ဒီကမနေ့တိုင်းအန်ဒီဖျားရှိခိုးလို့ရှိရင်အမြတန်းပေးဝေလို့ရှိရင်သူကအန်ဒီနားမှာမြဲရှိတယ်ကောင်းခဲ့တဲ့ချိန်လုံးကလေအန်ဒီမနေ့ပိုင်းဆိုရင်အန်ဒီကဖျားရှိခိုးအမြတန်းဝေလို့ရှိရင်သူမြဲသာဓုခေါ်ပါတယ်သူတက်အမြဝေတယ်ဆိုရင်တော့သူလည်းသိမှာပါမေးသူ့အမေမနေ့တိုင်းဒီချိန်ဖျားရှိခိုးတယ်အမြတန်းဝေတယ်ဆိုရင်တော့သူသာဓုခေါ်ခြင်းတယ်ဆိုရင်တော့အမေလုံနေကြအချိန်ကိုတော့သူလာမှာပါလို့လာမယ်လို့ထင်တာပဲလာပြီးတော့သာဓုခေါ်မယ်လို့ထင်ပါတယ်တာဝန်ကြီးရမ်းကြေပါတယ်ဒါလေးကအမေကိုတကယ်အမေနဲ့သူ့ကိုယ်ကိုရမ်းချစ်တာသူတကယ်ချစ်တယ်အမေကိုလည်းသူရမ်းချစ်ထူးခြားတဲ့ကလေးမျိုးဖြစ်နေပါတယ်မျိုးထဲမှာလည်းတရုပ်ဆောင်မရှိဘူးလေသူကတော့တကယ်ထူးဆိုတဲ့နာမည်တိုင်းတကယ်ထူးခြားတဲ့အားလေးပါပဲအိမ်ခါဖို့သူအိမ်ညပတ်ဆက်10သိန်းလာပေးသွား10သိန်းလာပေးပြီးတော့သူဓာတ်ပုံလေးရိုက်တယ်သူဖုန်းလေးနဲ့လေဓာတ်ပုံလေးအဲ့လိုရိုက်သွားသေးတယ်အိမ်နဲ့ဝင်းနဲ့ပေါ့နော်ခြံနဲ့ဝင်းနဲ့အိမ်ပိုင်ရပိုင်လေးနဲ့မိကိုသူကထားကျင်တာပေါ့အဲ့လိုတွေကတော့အမြဲတမ်းစံနာကတော့ပေါ့သူ့မိကိုဖေးကျွန်တော်ပြောချင်တာအဲ့ဒါပေါ့ဗျာနော်ကညာမကြီးရက်ဆက်တယ်ဆိုတာနောက်ပိတ်ဆုံးစံနာတစ်ခုအနေနဲ့ဗျာကျွန်တော်ပြောတနေ့နှစ်လောက်ပြီးနေလိုက်ပေါ့နော်လောကကြီးကမတရားဘူးဆိုတဲ့အကြောင်းပြောပြဒီနှစ်မှာအကယ်ဒမီစကားတင်စည်ရင်ဝင်တယ်ဗျာသူ့ရင်ထဲမှာဘယ်လောက်ပြောနေလဲပြည်သက်ဆိုလဲဒါဒီနှစ်မှာသူ့ကိုပို့ပြီးတော့သိလာတယ်ဒါသူ့ရဲ့ပြည်သက်တွေတော်တော်များလာတယ်နောက်တစ်ခုကလည်းသူလည်းမျောလင့်ထားပါဗျာအရှိဆုံးကျွန်တော်တချမ်းရှိမယ်တချမ်းမှာဆိုတချင်းတွေလိုက်ဆိုရမယ်ဒါဘယ်လိုပဲဖြစ်ဖြစ်ဗျာရုပ်ရှင်စကားတင်စည်ရင်ဝင်တယ်ဆိုတော့သူစကားတွေမနေရရတော့မယ်ဒါတွေသူသိတဲ့အတွက်သူ့မိကိုနော်6လပဲစောက်စုလို့ဒါသူပြောခဲ့တာပေါ့နော်ဒါကိုကျွန်တော်တို့ရက်ဆက်စွာပဲကျွန်တော်တို့ဒါလောကကြီးကသူထောက်ခွာသွားရတယ်ပေါ့နော်ဒါကတော့မတရားဘူးဗျာလူဘောလာတာကျွန်တော်တို့တစ်ချိန်လုံးဒုက္ခမျိုးစုံနဲ့ဗျာကျွန်တော်တို့ကြုံလာတဲ့အချိန်ဗျာတကယ်ကျွန်တော်တို့ဘယ်လိုပြောမလဲဒုက္ခဆိုတဲ့အရာကိုစပြီးခံစားလာတဲ့အချိန်လေးရောက်လောကကြီးကနေတော့ကျွန်တော်တို့ဆွဲခေါ်သွားတယ်ပေါ့နော်ဒီအန်ဒီရဲ့ရင်ထဲမှာဆိုတော့ဘယ်လောက်တောင်ပူလောင်နေမှာဗျာအိမ်ပိုင်လေးနဲ့ခြံနဲ့ဝင်းနဲ့နေပြီးတော့ဖျားလို့တရားလို့လေးလုပ်ပြီးအေးချမ်းလေးနဲ့ဘဝကိုနေစေခြင်းနဲ့ပေါ့သူကအဲ့လိုဘဝကိုထားနိုင်အောင်သူစူးစမ်းမယ်ပေါ့ဒါလုတ်သမျှရှာသမျှအမေကြီးတွေ့ပဲလို့သူကငဲပြောပါတယ်ဒီရက်ထဲမှာဘာမှမကြည့်ပြဘူးမဟုတ်ခဏကြီးနေပါခဏ